မြတ်ဘုရားလုံးကြီးတီထားတာကိုဝဲကြလေအောင်တရားရှိခွဲဗုဒ္ဓဂုံကြီးဒီလိုပေါင်းအမှန်တရားခေါ်ထုတ်တော်မူထုံခရိုင်အနုပိုင်စိုက်ခွေးမော့ချစ်စာလာတီရစ်စရာတော်ခင်မေတကကတပေသာသနာပြုခဲ့ဖို့တီထုံခရိုင်အနုပိုင်စိုက်ခွေးမော့ချစ်စာလာတီရစ်စရာတော်ခင်မေတကကတပေသာသနာပြုခဲ့ဖို့တီသာသနာမ